ဒီမင်းသားကြီးကိုမသိရသူကလည်းမရှိသလောက်ရှာတယ်ပရိသတ်တွေတခြား celebrity တွေကလည်းသူ့ကိုချစ်ခင်ကြတယ်21ရာစုရဲ့အောင်မြင်ဆုံးလွှမ်းမိုးမှုရှိဆုံးမင်းသားကြီးတွေကတယောက်ပါဝင်ပေါ့ဒါပေမဲ့ဒီမင်းသားကြီးမင်းသားမဖြစ်ခင်တုန်းကမက်ခဲ့ရတဲ့အိမ်မက်က rockstar တယောက်ဖြစ်ဖို့ပါHello Noisy Dex ရဲ့ episode 4နဲ့ကြိုဆိုပါတယ်ဒီနေ့ပြောချင်တဲ့အကြောင်းကတော့ Johnny Depp တယောက် rockstar ဖြစ်အောင်ကြိုးစားနေရကနေပြီးတော့ဘလို့ဖြစ်ပြီးတော့မင်းသားကြီးတယောက်ဖြစ်ခဲ့လေဆိုတဲ့အကြောင်းပါအချိန်အပြင်ပြောရမယ်ဆိုရင်1983ခုနှစ်မှာ Johnny Depp က Florida ကနေပြီး Los Angeles Hollywood ကိုပြောင်းရွှေ့ခဲ့တာပါဒီမျိုးကိုသူပြောင်းရွှေ့လာရတဲ့အဓိကအကြောင်းရင်းကသူ့ရဲ့အိမ်မက်ဖြစ်တဲ့ဂီတနဲ့သူတက်မွေးဝမ်းကြောင်းပြုဖို့ပါအဲ့ဒီချိန်တုန်းကသူက The Kids ဆိုတဲ့ band မှာ guitarist လုပ်တယ်ပေါ့ဒီ band က Florida local မှာလည်းအတင်းအောင်မြင်နေပြီဆိုတော့ LA ထိရောက်လာခဲ့ပြီးတော့ကုမ္ပဏီနဲ့စာချုပ်ချုပ်ဖို့အတွက်မျှော်မှန်းခဲ့တာပါ The Kids ကဘယ်လောက်တောင်အောင်မြင်ခဲ့လဲဆိုတော့ Ramones တို့ Talking Heads တို့ Iggy Pop တို့လိုမျိုး artist တွေအတွက် open act အဖြစ်တချို့ပွဲတွေဆိုခဲ့ပူပါတယ်အဲ့လိုနဲ့1983မှာ The Kids က LA ကိုရောက်လာခဲ့ပေမဲ့1984မှာအကြောင်းကြောင့်သူတို့ဖွဲ့ကွဲသွားခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီချိန်မှာ Johnny Depp ကသူ့ရဲ့ဂီတလမ်းကြောင်းကိုမရတဲ့အနေနဲ့ဆက်လျှောက်တယ်ပေါ့လေသူကအဲ့ဒီချိန်မှာကြုံရလုပ်တွေလုပ်တယ် music နဲ့ပတ်သက်ပြီးတော့ collaboration အသေးလေးတွေလုပ်တယ်ပွဲတွေလိုက်တီးတယ်အဓိကကတော့ LA မှာ survive လုပ်နိုင်ဖို့အဓိကပါပဲအဲ့ဒီချိန်မှာ Johnny Depp မှာအမျိုးသမီးရှိနေပါပြီသူ့အမျိုးသမီးနာမည်က Lori Ann Ellison ပါအဲ့လိုနဲ့တနေ့ကျတော့ Lori Ann Ellison ကသူ့ကိုမင်းသားတစ်ယောက်နဲ့မိတ်ဆက်ပေးခဲ့ပါတယ်အဲ့လူကတော့ချားလို့မဟုတ်ပါဘူးအားလုံးသိကြတဲ့ Nicolas Cage ပါအဲ့ဒီနောက်ပိုင်း Johnny Depp နဲ့ Nicolas Cage နဲ့ကအရန်ကိုရင်းနှီးခဲ့ကြပြီးတော့သူတို့နှစ်ယောက်ကအိမ်နီးချင်းတော့ဖြစ်ခဲ့ကြပါတယ် Johnny Depp က Nicolas Cage နေတဲ့အဆောက်အဦမှာပဲခန်းငှားပြီးတော့နေခဲ့မှုတာပါအဲ့လိုနဲ့ပဲတနေ့ကျတော့ Johnny Depp ရဲ့ Nicolas Cage ရဲ့တခြားတငယ်ချင်းတွေရဲ့ Monopoly တူစော့နေကြတာပေါ့အဲ့ဒီအချိန်မှာ Nicolas Cage က Johnny Depp ကိုတရုတ်ဆောင်ကောင်းတစ်ယောက်ဖြစ်နိုင်တယ်လို့မြင်ကြောင်းစမ်းပြီးတော့တရုတ်ဆောင်ကြီးတင်ကြောင်းတိုက်တွန်းခဲ့ပါတယ်အဲ့ဒီအချိန်တုန်းက Nicolas Cage တိုက်တွန်းခဲ့တဲ့အရာကို Johnny Depp ကထည့်သွင်းစဉ်းစားခဲ့ပေမဲ့သူ့ရဲ့စိတ်ထဲမှာတော့တချင်းလုပ်ဖို့ကဦးစားပေးပါပဲအဲ့ဒီတော့သူက acting လုပ်ပြီးတော့ရလာတဲ့ပတ်စံကအိမ်ငါးကကျင်းကိုလုံလောက်ပြီလို့ပဲသတ်မှတ်ထားတာပါအဲ့လိုနဲ့ပဲ Nicolas Cage ရဲ့ agent နဲ့ Johnny Depp ကိုချိတ်ဆက်ပေးလိုက်ပြီးတော့သူ့ရဲ့ပထမဆုံးရုပ်ရှင်အတွက် audition ဝင်ခဲ့ပါတယ်ဒီနေရာမှာသူ့ရဲ့ဒီပထမဆုံးရုပ်ရှင်အတွက် audition ဝင်ပြခဲ့တဲ့ပုံစံကအကြောင်းအရာနှစ်မျိုးကွဲထွက်နေပါတယ်တစ်မျိုးကတော့ Johnny Depp ကိုယ်တိုင် talk show တွေမှာပြောခဲ့တဲ့ပုံစံပေါ့နော်အဲ့ဒါကတော့အရန်ကိုရိုးရှင်းပါတယ်ခုနကပြောခဲ့သလိုပဲ Nicolas Cage နဲ့ခင်တဲ့ agent နဲ့တွေ့တယ် agent အနေမှာချိတ်ဆက်ပြီးတော့သွားတယ်ပေါ့နောက်ထပ် story ကနည်းနည်းထူးဆန်းပါတယ် social media တွေ platform တွေမှာတွေ့ရတဲ့ story ပေါ့နော်ဒီ story မှာပြောရတာကကြတော့ Johnny Depp ကသူ့ရဲ့တငယ်ချင်းဖြစ်တဲ့ Jackie Earle Haley တယောက် audition ဝင်မှုသွားမဲ့ဟာကိုသူ့အနေနဲ့ audition ဝင်မယ်လို့ရည်ရွယ်ချက်မရှိဘဲနဲ့ဒီတိုင်းလိုက်သွားခဲ့တာပါအဲ့လိုနဲ့ဟိုရောက်သွားတော့သူကိုယ်တိုင်က audition ဝင်မှု plan မရှိပေမဲ့ casting director တွေကသူ့ကိုတွေ့သွားပြီးတော့ audition ဝင်ကြည့်ဖို့တိုက်တွန်းခဲ့တယ်လို့ဆိုပါတယ်ဒါကတော့ confirm မလုပ်ထားတဲ့ဖြစ်စဉ်ပေါ့နော်ဒါပေမဲ့လို့ဒီဖြစ်စဉ်ကဒီအကြောင်းကိုရှာလိုက်တဲ့ထိတ်ဆုံးကတက်လာပြီးလူပြောအရမ်းများတဲ့ဖြစ်စဉ်ပါဒါပေမဲ့ဒီဖြစ်စဉ်ကပဲ confirm မဖြစ်တာပေါ့နော်ခုနကပြောတဲ့ Nicolas Cage ကိစ္စတွေကတကယ်ကြီးဖြစ်ခဲ့တာပါပြီးတော့အခုဆက်ပြောမယ်အကြောင်းတွေကလည်းတကယ်ဖြစ်ခဲ့တာပါအဲ့လိုနဲ့ပဲဒီရုပ်ရှင်ရဲ့ပထမအဆင့် audition တွေပြီးသွားလို့ဒီရုပ်ရှင်ရဲ့ director Wes Craven ကနောက်တစ်ဆင့်လူခေါ်ဖို့အတွက်လူတွေကိုစစ်ထုတ်နေခဲ့ပါတယ်အဲ့ဒီထဲမှာယောက်ျားလေးလူငယ် character အတွက်လူရွေးတဲ့ချိန်မှာသူကအုံနောက်6နေခဲ့တာပေါ့သူ့ရဲ့ personal အမြင်အရဒီဇက်ကောင်ကအရေးပါပါတယ်ဘာဖြစ်လို့လဲဆိုတော့ဒီလိုမျိုး horror genre တွေကိုကြည့်ရှုတဲ့ပရိသတ်ထဲမှာလူငယ် main ကလေးတွေကများတယ်လို့သူကသတ်မှတ်ပါတယ်အဲ့တော့ဒီနေရာမှာရွေးမဲ့မင်းသားကလူငယ် main ကလေးတွေသဘောကျတဲ့ပုံစံဖြစ်ဖို့လိုတယ်လို့သူကမြင်ပါတယ်အဲ့တော့ director ကြီးကဘာလုပ်ခဲ့လဲဆိုတော့သူ့သမီးနဲ့သူ့သမီးရဲ့တငယ်ချင်းတစ်တိုက်ကိုဒီ finalist တွေရဲ့ပုံတွေကိုပြပြီးတော့သူတို့ရဲ့အမြင်တွေကိုမေးမြန်းခဲ့ပါတယ်အဲ့ဒီအချိန်မှာကလေးတွေက Johnny Depp ကိုတီးတီးသားပို့ပြီးသဘောကျကြပါတယ်ဒရိုက်တာကြီးတယောက်တည်းရဲ့အမြင်ရတော့ Johnny Depp ကဖြူဖက်ဖြူတော့ဆန်လုံးတယ်လို့မြင်နေပေါ့ဒါပေမဲ့လို့သူ့အနေနဲ့အဓိက teenager တွေကြိုက်ရင်ပြီးတာပဲပေါ့နော်အဓိကအဲ့တော့ကလေးတွေရဲ့အမြင်ကိုထည့်သွင်းစဉ်းစားခဲ့ပါတယ်အဲ့ဒီမှာကလေးတွေရဲ့အရွယ်က73နှစ်လောက်ပဲရှိပါတယ် Johnny Depp ရဲ့အသက်ကအဲ့တော့21နှစ်ပါအဲ့လိုနဲ့ပဲ Johnny Depp တယောက်နောက်တစ်ဆင့် audition တွေဝင်ခဲ့ပြီးတော့ဒီရုပ်ရှင်မှာ minor role တစ်ခုရခဲ့ပါတယ်ဒီရုပ်ရှင်တွေကသူ့ရဲ့ character နာမည်က Glenn လို့ခေါ်ပြီးတော့ရုပ်ရှင်နာမည်က A Nightmare on Elm Street ပါ
အဲ့တော့ဒီ Johnny Depp ရဲ့ပထမအဦးဆုံးရုပ်ရှင်ထွက်နေပြီဖြစ်တဲ့1984မှာ Nicolas Cage ဆိုတာကလည်းသူ့ဘာသာသူအောင်မြင်နေတဲ့မင်းသားတစ်ယောက်ဖြစ်နေပါပြီ Nicolas Cage ကဒီကိစ္စကိုကြီးကြီးမားမားမတတ်မှတ်ပေမဲ့ Johnny Depp အတွက်တော့ဒါကကြီးမားတဲ့ဖြစ်စဉ်တစ်ခုပါပဲသူက Nicolas Cage ကိုအရန်ကျေးဇူးတင်ခဲ့ပြီးတော့အခွင့်အရေးရရင်ကျေးဇူးဆက်ဖို့စောင့်ကြည့်နေခဲ့တာပါနှစ်ယောက်လုံးကအဲ့လိုနဲ့ပဲပူပူအောင်မြင်လာခဲ့ပြီးတော့မင်းသားကြီးတွေဖြစ်လာခဲ့ကြပါတယ်အဲ့လိုနဲ့2009-2008ခုနှစ်မှာ Nicolas Cage တယောက်ပြဿနာတွေနဲ့ရင်ဆိုင်ရပါတော့တယ် Nicolas Cage က Agni Channel property တွေကိုယင်းနှိမ့်မြုပ်နှံမှုတွေအများကြီးပြုလုပ်ခဲ့မှုတဲ့လူတစ်ယောက်ပါအဲ့ဒီအချိန်မှာ2009-2008ရောက်တဲ့အချိန်မှာဒီဈေးတွေကထိုးကြတော့ Nicolas Cage တယောက်2009ခုနှစ်မှာအစိုးရပေါ်မှာ$6.3 millionအကျွေးတင်ခဲ့ပါတယ်အဲ့ဒီအချိန်မှာ Johnny Depp က Nicolas Cage ကိုဆက်သွယ်ခဲ့ပြီးတော့သူသာလက်ခံမယ်ဆိုရင်ဒါတွေအားလုံးကိုရှင်းပေးခြင်းကြောင့်ကမ်းလှမ်းခဲ့တယ်လို့ဆိုပါတယ်မီလီယံနဲ့ချီပြီးတော့မှကျေးဇူးဆက်ဖို့ကြိုးစားခဲ့တာပါဒါပေမဲ့ Nicolas Cage ကဒီကမ်းလှမ်းမှုကိုလက်မခံခဲ့ဘဲနဲ့သူ့ဘာသာသူဖြေရှင်းမယ်ဆိုပြီးတော့ရုပ်ရှင်တွေလိမ့်ရိုက်ပြီးတော့ရှင်းပြပါတယ်အဲ့ဒီမှာတချို့တွေဝေဖန်ခဲ့ကြတဲ့ Nicolas Cage ကဘာကားတွေရိုက်နေမှမသိဘူးဆိုတာတွေကအဲ့ဒီကစခဲ့တာပါသူ့အနေနဲ့အကျွေးတင်ခဲ့တဲ့အတွက်ကြောင့်မို့လို့ဒီလိုရုပ်ရှင်တွေကိုရိုက်ခဲ့ရတဲ့ကာလတခုတသက်ရှိခဲ့ပါတယ်အခုချိန်မှာတော့ကဘာကျော်မင်းသားကြီးတယောက်ဖြစ်နေပြီဆိုပေမဲ့လို့ Johnny Depp တယောက်သူသဘောကျတဲ့ဂီတာတီးရဲ့အလုပ်ကိုကြုံရင်ကြုံသလိုလုပ်နေတော့မှာပဲသူ့မှာက Alice Cooper လိုမျိုး Aerosmith ရဲ့ guitarist ဖြစ်တဲ့ Joe Perry တို့လိုမျိုးလူတွေနဲ့ဖွဲ့ထားတဲ့ band လည်းရှိတယ်။ band နာမည်က Hollywood Vampires လို့ခေါ်ပါတယ်။ Hollywood Vampire က album ဆိုလည်း2ခုတောင်ထွက်ထားပြီးပါပြီ။တစ်ဖက်မှာလည်း Nicolas Cage ကြီးကအကျွေးတွေကြီးပြီးတော့ stable ဖြစ်တဲ့ character တွေ stable ဖြစ်တဲ့ရုပ်ရှင်တွေမှာဝင်ရောက်သရုပ်ဆောင်နေတာလည်းကြားလာပါပြီ။ဒီနောက်ပိုင်းနှစ်တွေကဆိုရင်2024တုန်းက Long Legs လိုမျိုးရုပ်ရှင်တွေထွက်ခဲ့ပြီးတော့အခုဒီနှစ်2026မေလ29ရက်နေ့မှာဆိုရင် Spider Noir series ကို Amazon Prime ကနေထွက်လာဖို့ရှိပါတယ်။အဲ့တော့ဘေးကြီးက Spider-Man ဖြစ်တော့မှာပေါ့နော်။ထူးဆန်းတာကသူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးကအဲ့လောက်ထိရင်းနှီးခဲ့ကြပေမဲ့ရုပ်ရှင်ကတော့အခုထိတူတူမရိုက်ဘူးသေးပါဘူး။အဲ့တော့ဒါက Noisy Dex ရဲ့ episode 4ပါ။အဆုံးထိကြည့်ပေးလို့ကျေးဇူးတင်ပါတယ်။ဒီနေ့ပြောခဲ့တာက Nicolas Cage နဲ့ Johnny Depp တို့အကြောင်းပေါ့နော်။နောက်ဗီဒီယိုမှာတွေ့ကြတာပေါ့။အားလုံးပဲ good luck ပါ peace